engine တလုံးကလောင်စာစီဘယ်လောက်ချိချဲ့သွင်းဖေးရမလဲဆိုတာကိုဘယ်လိုမျိုးသိရှိနိုင်တာလဲအဖြေကတော့ MAF sensor ဒါမှမဟုတ် mass air flow sensor လို့ခေါ်တဲ့အစိတ်ပိုင်းလေးကြောင့်ပဲဖြစ်ပါတယ်ဒီကိရိယာလေးက engine လေးကိုဝင်ရောက်လာတဲ့လီထူးပမာဏကိုတိုင်းတာပြီးတော့ ECU ကဒီအချက်အလက်တွေကိုအတုံးပြုပြီးလောင်စာစီထိုးသွင်းမှုကိုချိန်ညှိပေးထားတာပါဒီနေ့ခေတ်မှာအတုံးအများဆုံးအမျိုးအစားကတော့ hot wire MAF ပဲဖြစ်ပြီးသူကတော့ air filter နဲ့ throttle body ကြားထဲမှာတည်ရှိနေတာဖြစ်ပါတယ်ဒီစနစ်မှာလေစီးဆင်းမှုကိုညင်တက်စေဖို့ metal mesh လို့ခေါ်တဲ့တတူပိုက်ကွန်လေးကိုအတုံးပြထားပြီးလေပြင်းထန်မှုတွေကိုရှော့ချပေးတာကြောင့်တိကျတဲ့တိုင်းတာမှုတွေကိုရရှိစေမှာပါတချို့ MAF sensor တွေမှာဆိုရင် IAT လို့ခေါ်တဲ့ intake air temperature sensor ပါတခါလေပါဝင်လာတဲ့ပြီးလေထူးထေလောအပူချိန်အချက်လက်တွေကိုပါ ECU စီကိုပို့လွှတ်ပေးပါတယ်ဒါဟာ ECU ကိုလေနဲ့လောင်စာစီအချိုးစားကိုအသေးစိတ်ချိန်ညှိနိုင်ဖို့နဲ့ fuel injectors တွေကိုထိန်းချုပ်နိုင်ဖို့ကူညီပေးတာပေါ့ဒီဆန်ဆာရဲ့အဓိကအစိပ်ပိုင်းမှာတော့အပူချိန်150ကနေ180 degree centigrade အထိအမြဲထိန်းပေးထားတဲ့ heating element လေးတစ်ခုရှိနေပါတယ်ပတ်လန်းတစ်ခုကအပူပိစနစ်ကိုစွမ်းရင်ပေးပြီးနောက်ထပ်ပတ်လန်းတစ်ခုကတော့ resistant ကတဆင့်အပူချိန်ကိုစောင့်ကြည့်ပေးနေတာပါလေတွေဖြတ်ထန်စီးဆင်းသွားတဲ့အခါမှာတော့ဒီအပူပိစက်လေးကိုအေးသွားစေပါတယ်လေစီးဆင်းမှုများလေးပိုပြီးအေးလာလေးဖြစ်တာကြောင့်ဆန်ဆာကအပူချိန်ကိုပုံမှန်အတိုင်းပြန်ဖြစ်နေအောင်ရှလက်စီးကြောင်းကိုချိန်ညှိပေးရပါတယ်